ပုံမြင်ကြိုက်တဲ့ပရိသတ်ကြီးအားလုံးမင်္ဂလာပါရှင်ဒီကနေ့အတွက်ပုံမြင်လေးကိုစလိုက်ကြမယ်နော်ရွာတူရွာမှာကီရှောဟာသူ့ဇနီးယာမနဲ့အတူနေထိုင်ပါတယ်ကီရှောကအလုတ်သမားတစ်ယောက်ဖြစ်တာကြောင့်သူတို့ရဲ့စီးပွားရေးအခြေအနေကတိတ်မကောင်းလာပါဘူးဟေးယာမကိုအလုတ်သွားတော့မယ်ညနေကျရင်စောစောပြန်လာခဲ့မယ်နော်ဟုတ်ကဲ့ပါဒီနေ့ရှင်ရိတ်ခါတွေလည်းသွားဝေးရအောင်မယ်လေကြည့်ရတာပေါ့ပတ်စံရရင်ဝယ်လာခဲ့ပါမယ်ဝယ်လာနိုင်အောင်အစွမ်းကုန်စူးစမ်းကြည့်ပါမယ်ကောင်းပါပြီရှင်မနေ့ကလည်းရှင်တထေးကပတ်စံမပေးလိုက်ဘူးလေဒီနေ့တော့ပေးမှာပါကြည်အောင်လေရှာမရဲ့ကိုကတော့တောင်းမှာမဟုတ်ဘူးပေးရင်တော့ကောင်းတာပေါ့မပေးရင်လဲကိုဘာမှမပြောနိုင်ဘူးကဲကိုသွားတော့မယ်နောက်ကျနေပြီအဲ့နောက်ကီရှောကအလုတ်သွားပြီးယာမကတော့အိမ်လုတ်တွေမှာအလုတ်ရှုံနေခဲ့ပါတယ်ဘလို့တထေးမှန်းလည်းမသိဘူးပတ်စံကိုမပေးဘူးပတ်စံမရရင်ငါတို့ဘလို့စားဝတ်နေကိုဖြည့်ရှင်းရမလဲတစ်ဖက်မှာလည်းကီရှောအလုတ်ကိုရောက်လာပေမဲ့သူ့တထေးကသူ့ကိုအလုတ်ကထုတ်လိုက်ပါတယ်အဲ့ဒါကြောင့်ကီရှောဟာတော်တော်လေးစိတ်ညစ်သွားခဲ့ပါတယ်ဖယားကြီးငါအခုဘာလုပ်ရမလဲတထေးကငါ့ကိုအလုတ်ကထုတ်လိုက်ပြီဒီလောက်ပတ်စံလေးနဲ့တော့ရိတ်ခါတွေဝဲလို့ရမှာမဟုတ်ဘူးအခြားအလုတ်တစ်ခုခုရှာကြည့်ရအောင်မယ်အဲ့နောက်ကီရှောဟာရွာထဲမှာအလုတ်လိုက်ရှာပေမဲ့ဘယ်နေရာမှအလုတ်မရခဲ့ပါဘူးဒါကြောင့်သူအရန်ကိုစိတ်ပြတ်သွားခဲ့ပါတယ်ဖယားကြီးဒါကဘာတွေဖြစ်နေရလဲငါမှဘယ်နေရာမှအလုတ်မရဘူးဒီမှာတော့ငါရဲ့စားဝတ်နေအဆင်ပြေမှာမဟုတ်တော့ဘူးထင်တယ်အခုတော့ငါအိမ်မဲပြန်တင်တော့တယ်ဒီလိုပြောပြီးကီရှောကအိမ်ပြန်လာခဲ့ပါတယ်သူ့ဇနီးဟာကီရှောစိတ်ညစ်နေတာကိုမြင်တော့မေးလိုက်ပါတယ်ဘာဖြစ်လို့လဲရှင်ဘာလို့ဒီလောက်စောစောပြန်လာရတာလဲအိုးဘာပြောရမလဲယာမရဲ့ဒီနေ့တထေးကငါ့ကိုအလုတ်ကထုတ်လိုက်ပြီငါအလုတ်လည်းမဖြစ်သွားပြီဘာအလုတ်ကထုတ်လိုက်တယ်ဟုတ်လားဘာဖြစ်လို့လဲဒီလိုမျိုးရုတ်တရက်ကြီးရှင်ကိုအလုတ်ကဘယ်လိုထုတ်နိုင်ရတာလဲအကြောင်းရင်းကတော့ကိုသူ့စီကပတ်စံတောင်းမိလို့ပါဒီလောက်လေးနဲ့ပဲသူကအလုတ်ထုတ်လိုက်တာသူကပြောတယ်ငါစီမှာအလုတ်လုပ်ချင်ရင်ပတ်စံကိုမေ့ထားလိုက်တဲ့။အိုးပတ်စံကိုဘယ်လိုလုပ်မေ့ထားလို့ရမှာလဲ။ကျမတို့လည်းအိမ်စိတ်တွေရှိသေးတာပဲ။ကိုလည်းအဲ့ဒါပဲပြောလိုက်တာ။အဲ့ဒါကြောင့်ပဲအလုတ်ထုတ်ခံလိုက်ရတာပေါ့။အခုတော့တခြားတနေရာမှာအလုတ်ရှာရမယ်ထင်တယ်။ဒါဆိုတခြားအလုတ်တစ်ခုခုရှာကြည့်ပါလား။ရှာပြီးပြီရမှာရွာထဲမှာအနက်ရှာခဲ့ပေမဲ့ဘယ်မှအလုတ်မရခဲ့ဘူး။အခုတော့တခြားရွာကိုအလုတ်သွားရှာရမယ်ထင်တယ်။မနေ့ပြန်ကြရင်တခြားရွာကိုတွားတော့မယ်အလုတ်ကတော့လုပ်ရမှာပဲလေကောင်းပါပြီရှင့်တဘောအတိုင်းပေါ့နောက်တနေ့မနေ့ရောက်တော့ကီရှောနိုးလာပြီးယာမကိုပြောလိုက်ပါတယ်ဟေးယာမကိုတခြားရွာကိုတွားတော့မယ်ရက်အနေငယ်အတွင်းပြန်လာခဲ့မယ်နော်ကောင်းပါပြီစိတ်မပူပါနဲ့ကိုတွားလိုက်အောင်မယ်ဟုတ်ကဲ့ပါကျမစောင့်နေပါမယ်စိတ်အေးအေးထားပြီးတွားပါနော်အဲ့ဒီနောက်ကီရှောဟာတခြားရွာကိုထွက်လာခဲ့ပါတယ်တခြားရွာကိုရောက်တဲ့အခါကီရှောဟာဟိုဒီအလုတ်လိုက်တောင်းခဲ့ပေမဲ့အဲ့ဒီမှာလည်းအလုတ်မရခဲ့ပါဘူးဒါကြောင့်သူအရန်ကိုစိတ်ညစ်သွားပါတယ်အမလီဒါတွေဘာတွေဖြစ်နေရလဲဖယားကြီးဒီရွာမှာလဲငါအတွက်အလုတ်မရှိပါလားအခုငါဘယ်ကိုသွားရမလဲတခြားရွာတွေကိုလည်းထပ်မသွားနိုင်တော့ဘူးအေးဒီလိုပဲလုပ်မယ်တော်ရဲသွားပြီးချင်းခုန်မယ်ပြီးမှအဲ့ဓာတွေကိုရောင်းပြီးပတ်စံရှာမယ်ဒါနဲ့မနဲ့ကလေးကဘာမှမစားရသေးတော့အခုဘိုက်လဲစားနေပြီကဲတော်ရဲကိုပဲသွားတော့မယ်အဲ့ဒီနောက်ကီရှောဟာတော်ရဲကိုထွက်လာခဲ့ပါတယ်တော်ရဲရောက်တော့သူဟာဟိုဒီတစ်ပင်ကောင်းကောင်းတွေကိုလိုက်ရှာပါတော့တယ်အဲ့ဒီချိန်မှာပဲသူဟာတစ်ပင်ကြီးတစ်ပင်ကိုတွေ့သွားပါတယ်ဟာဒါတစ်ပင်ကြီးပဲဒီအပင်ကိုပဲငါခုတ်လိုက်မယ်ဒီလိုပြောပြီးသူဟာအဲ့ဒီတစ်ပင်နာကိုသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲရုတ်တရက်တဲရင်လေးတစ်လုံးကိုတွေ့လိုက်ရပါတယ်အဲ့ဒါကိုမြင်တော့သူအံ့ဩသွားပါတယ်ဒီမှာတဲရင်တစ်လုံးမလားဒီနေရာမှာဒီတဲကဘလို့လို့ရှိနေရတာလဲအဲ့ဒီအချိန်မှာညနေစောင်းနေပြီဖြစ်လို့ကီရှောဟာတနေရာမှာနားဖို့လိုအပ်နေပါပြီဒါကြောင့်သူကကိုပြောလိုက်ပါတယ်ဒီတဲတဲကိုဝင်ကြည့်အောင်မယ်တဲတဲမှာဘသူရှိလဲဆိုတာကိုသိရအောင်ဒီလိုပြောပြီးကီရှောဟာတဲနာကိုသွားလိုက်ပါတယ်ခဏကြာမှတော့အဖိုးတယောက်ထွက်လာပြီးပြောလိုက်တယ်ဟေးလူကလေးမင်းဘာလိုချင်လို့လဲပြောစမ်းမအောင်အဖိုးကျွန်တော်ဒီတောရဲကိုထင်းခုတ်ဖို့လာတာပါ
တကယ်တော့ကျွန်တော်ကတခြားအရက်ကလာတဲ့သူမို့လို့ဒီမှာညအိတ်ဖို့နေရာလေးတစ်နေရာလောက်ရနိုင်မလားခင်ဗျာဘာလို့လဲဆိုတော့ဒီမှာကျွန်တော်ဘသူ့ကိုမှမသိလို့ပါအဖိုးကကီရှောကိုအထက်အောက်သိချာကြည့်ပြီးပြောလိုက်ပါတယ်အေးရတာပေါ့ဘာလို့မရရမှာလဲလာပါငါအိမ်ထဲကိုဝင်လာခဲ့ပါအဲ့ဒီနောက်ကီရှောဟာအဖိုးရဲ့တဲအိမ်ထဲကိုရောက်သွားခဲ့ပါတယ်အဖိုးကသူ့ကိုစားစရာတွေကျွေးပြီးပြောလိုက်ပါတယ်အေးမင်းဒီမှာပဲအေးဆေးအိတ်လိုက်တော့နော်ငါအလုပ်ကိစ္စလေးရှိလို့ခဏသွားလိုက်အောင်မယ်ဟုတ်ပြီလားဒါကိုပြောပြီးအဖိုးကအပြင်ကိုထွက်သွားပါတယ်ခဏကြာတော့အဖိုးကိုပြန်ရောက်လာပြီးကီရှောအေးဆေးအိတ်ပြောနေတာကိုမြင်တော့ပြောလိုက်ပါတယ်ဟူဒီနေ့တော့ငါဒုက္ခရောက်ပြီအခုငါဘယ်လိုလုပ်ပြီးကောင်းကောင်းမွန်မွန်စားတော့ရတော့မလဲခဏကြည့်အောင်ပါသူကောင်းကောင်းအိပ်ပျော်သွားပြီထင်တယ်ဒါအခွင့်အရေးပဲအဲ့ဒီနောက်အဖိုးကတစ်တာတစ်လုံးကိုဖွင့်ပြီးအထဲကအနီရောင်အုတ်ထုပ်လေးတစ်လုံးကိုထုတ်လိုက်ပါတယ်ပြီးတော့အဲ့ဒီအုတ်ထုပ်ကိုစောင်းလိုက်တဲ့အခါနောက်တစ်ဆက်ကမှတင်သူပြောက်ကွယ်သွားပါတော့တယ်ကီရှောမျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါအဖိုးကိုမတွေ့တော့လို့အံ့ဩသွားပါတယ်ဟင်ထူးဆန်းလိုက်တာအဖိုးကအခုထိပြန်မလာသေးဘူးလားအဖိုးဘယ်ကိုသွားနိုင်မလဲနောက်တနေ့မနက်မှာတော့ကီရှောနိုးလာတော့အဖိုးကသူ့ဘေးမှာအိတ်နေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီမှာအနီရောင်အုတ်ထုပ်လေးတစ်လုံးရှိနေတာကိုမြင်ပြီးသူတော်တော်လေးအံ့ဩသွားပါတယ်ဟာအဖိုးကဘယ်တော့မှပြန်ရောက်တာလဲကျွန်တော်လုံးဝမသိလိုက်ပါလားပြီးတော့ဒါကဘာလဲအဖိုးစီမှာဒီအနီရောင်အုတ်ထုပ်ကဘာလုပ်နေတာလဲအဲ့ဒီအချိန်မှာပဲအဖိုးကိုနိုးလာပြီးပြောလိုက်ပါတယ်မင်းနိုးလာပြီလားညကအဲ့လိုကောင်းရဲ့လားညကအဲ့လိုကောင်းပါတယ်အဖိုးဒါနဲ့အဖိုးညကဘယ်ကိုသွားခဲ့တာလဲငါဘယ်သွားရမှာလဲငါကမင်းဘေးမှာပဲအိတ်နေတာလေဒီလိုအိုမင်းနေတဲ့ခန္ဓာကိုယ်ကြီးနဲ့ညဘက်ကြီးဘယ်သွားနိုင်မှာလဲဗျာကျွန်တော်ဘေးမှာအိတ်နေတာဟုတ်လားဒါကိုကြားတော့ကီရှောနည်းနည်းလေးအံ့ဩသွားပါတယ်အဲ့နောက်ကီရှောကတော်ရဲကထင်းတွေကိုခုတ်ပြီးဈေးမှာသွားရောက်มาတော့တယ်အခုသူကအဖိုးနဲ့အတူနေထိုင်နေတာပါတညမှာတော့ကီရှောဟာအဖိုးကိုအုပ်ထုပ်ဆောင်းပြီးပြောက်ကွယ်သွားတာကိုမြင်လိုက်ရပါတယ်ဒါကိုမြင်ပြီးသူတော်တော်လေးအံ့ဩသွားပါတယ်ဟာဒီအဖိုးကြီးဘလို့ပြုတ်သွားတာလဲ။အော်ဆိုလိုတာကဒီအုတ်ထုထဲမှာတခုခုတော့လှုပ်ဝက်ချက်ရှိနေပြီ။နောက်တနေ့မနေ့အဖိုးကိုပြန်ရောက်လာတဲ့အခါသူ့လက်ထဲမှာအဲ့ဒီအုတ်ထုပါလာတာကိုကြည့်ပြီးကီရှောကပြောလိုက်ပါတယ်။အားလုံးကိုခြုံကြည့်ရရင်တော့ဒါမှော့အုတ်ထုပဲ။တကယ်လို့ဒီအုတ်ထုသာငါလက်ထဲကိုရောက်လာရင်ငါအတွက်အပျော်ကြီးပျော်ရတော့မှာပဲ။ဟုတ်တယ်။ဒီအုတ်ထုကိုရအောင်ယူရမယ်။အဲ့လိုနဲ့သူကအဖိုးကိုပြင်ထွက်သွားမယ့်အချိန်ကိုစောင့်နေခဲ့ပါတယ်။အဖိုးကိုပြင်သွားတဲ့အချိန်မှာသူကအနီရောင်အုတ်ထုကိုယူပြီးထွက်လာခဲ့ပါတယ်။အဲ့ဒီကနေထွက်လာပြီးနောက်သူကိုပြောလိုက်ပါတယ်။တကယ်တော့ဒီအုတ်ထုကဘာလို့ပေးနိုင်တာလဲ။ငါလဲစန့်ကြည့်အောင်မ။ဒါကိုပြောပြီးကီရှောကအနီရောင်အုတ်ထုကိုစောင်းလိုက်ပါတယ်။နောက်တစ်စက္ကန့်မှာပဲသူနန်းတော်တစ်ခုတည်းကိုရောက်သွားပါတော့တယ်။နန်းတော်ရဲရောက်သွားတော့ကီရှောတော်တော်လေးအံ့ဩပြီးပြောလိုက်ပါတယ်။ဟာငါဒီနန်းတော်ရဲကိုဘယ်လိုရောက်လာတာလဲ။အော်ဆိုလိုတာကဒီအုတ်ထုရဲ့အကူအညီနဲ့ငါဘယ်နေရာကိုမဆိုသွားလို့ရတာပေါ့ဝါတကယ်ရတနာကြီးလက်ထဲကိုရောက်လာတာပဲသူကနန်းတော်ရဲ့မိဖို့ချောင်းထဲကိုရောက်နေတာဖြစ်ပြီးအဲ့ဒီမှာစားစရာတွေအများကြီးရှိနေပါတယ်စားစရာတွေကိုမြင်တော့သူတရေကျလာပြီးပြောလိုက်ပါတယ်အပပဒီမှာစားစရာတွေအများကြီးပဲငါလည်းကောင်းကောင်းမွန်မွန်မစားရတာတော်ကြပြီတော်သီးတွေစားပြီးပဲအသက်ဆက်နေရတာဒီနေ့တော့အဝတီးရတော့မယ်ဒါကိုပြောပြီးကီရှောကစားစရာတွေကိုစားပါတော့တယ်သူစားစရာတွေအများကြီးစားပြီးတဲ့နောက်အိပ်ပျော်သွားခဲ့ပါတယ်ခဏကြာတော့အဲ့ဒီကိုစစ်သားတွေရောက်လာကြပါတယ်သူတို့ကီရှောကိုမြင်တဲ့အခါအကျယ်ကြီးအော်ဟစ်ကြပါတော့တယ်တခိုးငါတို့နန်းတော်တွေကိုတခိုးဝင်နေတယ်သူ့ကိုဖမ်းကြစစ်သားတွေရဲ့အတန်ကြောင့်ကီရှောကနိုးလာပြီးတော်တော်လေးထိတ်လန့်သွားပါတယ်အဲ့ဒီမှာစစ်သားတယောက်ကကီရှောကိုပြောလိုက်ပါတယ်ဟေးမင်းဒီမှာဘာလုပ်နေရလဲမင်းဘာတူလဲကျွန်တော်ဒီကိုမှားပြီးရောက်လာတာပါခွင့်လို့ပေးကြပါအော်မှားပြီးရောက်လာတာဟုတ်လားမင်းရုပ်ကိုကြည့်ရတာတော့မင်းကတခိုးနဲ့တူတယ်ကဲသူ့ကိုဒီကနေဘရင်ကြီးစီခေါ်သွားကြအဲ့ဒီနောက်စစ်သားတွေကသူ့ကိုဘရင်ကြီးစီကိုခေါ်လာခဲ့ပါတယ်ဘရင်ကြီးကကီရှောကိုမြင်တဲ့အခါမှာမေးလိုက်တာကငါတို့နန်းတော်ထဲမှာဘသူမှဝင်လို့မရတာမင်းကဘလို့လုပ်ပြီးခိုးဝင်လာတာလဲမင်းဒီကိုခိုးဖို့လာတာသိကြတယ်အမှန်တိုင်းပြောစမ်းအာမဟုတ်ပါဘူးရှင်မင်းကြီးကျွန်တော်ခိုးဖို့လာတာမဟုတ်ပါဘူးကျွန်တော်တခိုးမဟုတ်ပါဘူးရှင်မင်းကြီးကျွန်တော်ရိုးရိုးသားသားအလုပ်လုပ်တဲ့သူပါအော်
မင်းကရိုးရိုးသားသားအလုပ်လုပ်တာပေါ့ဒါဆိုရင်တခိုးတွေလိုငါတို့နန်းတော်တွေကိုဘာလာလုပ်တာလဲဟမ်ဒါကိုကြားတော့ကီရှောဟာငြိမ်သက်သွားပါတယ်သူ့ကိုဒီလိုမြင်ရတော့ဘယင်ကြီးကပြောလိုက်တယ်ဟင်းဒါဆိုရင်မင်းကတကယ်ပဲတခိုးဖြစ်ရမယ်ဒါကြောင့်လဲမင်းနှုတ်ဆိတ်နေတာပေါ့ကောင်းပြီဒီနေ့မင်းကိုလူအများရှိမှာကြိုးပေးကွမျက်စေမယ်ဘာလို့လဲဆိုတော့ငါတို့တိုင်းပြည်မှာဘယ်သူမှပြစ်မှုမကျူးလွန်ကြဘူးမင်းကဘလို့များပြစ်မှုကျူးလွန်ရတာလဲမင်းကိုကြိုးပေးကွမျက်ရမယ်ဒါကိုကြားတော့ကီရှောဟာတော်တော်လေးကြောက်သွားပါတယ်သူဘာလို့ရမှန်းမသိတော့ဘူးအဲ့နောက်သူ့ကိုလူတွေအများကြီးရှိနေတဲ့ကွမျက်တစ်ခုစီကိုခေါ်လာခဲ့ကြပါတယ်ဘယင်ကြီးကပြောလိုက်တာကကဲအခုသူ့ကိုကြိုးပေးဖို့ပြင်ဆင်ကြလော့ဒါကိုကြားတော့ကီရှောဟာသူ့ဘာသာသူပြောလိုက်တယ်ဖေဟာကြီးအခုကျွန်တော်ဘာလို့လုပ်ရမလဲတခုခုတော့လုံးမဖြစ်ပဲမဟုတ်ရင်ဒီလူတွေကျွန်တော်ကိုတက်ပစ်ကြတော့မယ်ဘာလို့ရမလဲဘာလို့ရမလဲဘာလို့ရမလဲအဲ့ဒီအချိန်မှာပဲကီရှောရဲ့ခေါင်းထဲအကြံတစ်ခုရောက်လာပြီးဘယင်ကြီးကိုပြောလိုက်တယ်အရှင်မင်းကြီးအရှင်မင်းကြီးအရှင်မင်းကြီးခွင့်ပြုမယ်ဆိုရင်ကျွန်တော်တခုလောက်ရှောက်တင်ခြင်းပါတယ်ဟာပြောစမ်းမင်းဘာပြောချင်တာလဲပြောအရှင်မင်းကြီးကျွန်တော်ကိုကြုံမပေးဘဲနဲ့တစ်ပင်မှာခြီးပြီးမီးရှို့တက်ပေးပါမင်းဘာတွေပြောနေရလဲမီးလောင်ခံရတာဘလောက်နာကျင်ရလဲဆိုတာမင်းသိရဲ့လားဟုတ်ကဲ့ကျွန်တော်သိပါတယ်ဒါပေမဲ့ကျွန်တော်ကိုမီးရွယ်ရှို့ပေးပါကြိုးမပေးပါနဲ့ဒါကိုကြားတော့ဘယင်ကြီးကတော်တော်လေးအံ့ဩသွားပြီးစဉ်းစားခန်းဝင်သွားတော့တာပေါ့အတော်ကြာစဉ်းစားပြီးတဲ့နောက်မှာသူကပြောလိုက်တယ်ကောင်းပြီစစ်သားတို့သူ့ကိုတစ်ပင်မှာခြီးပြီးမီးရှို့ဖို့ပြင်ဆင်ကြအဲ့ဒီနောက်စစ်သားတွေကသူ့ကိုတစ်ပင်မှာခြီးလိုက်ကြတယ်မီးရှို့ဖို့လှုပ်လိုက်တာနဲ့တပြိုင်နက်ကီရှောကသူ့ခေါင်းပေါ်ကအနီရောင်အုတ်ထုပ်ကိုစောင်းလိုက်တယ်နောက်ကတခဏမှာပဲသူဟာပျောက်ကွယ်သွားတာကြောင့်စစ်သားတွေနဲ့ဘယင်ကြီးဟာအတော်လေးအံ့ဩသွားကြပြီးစစ်သားတွေကအော်ဟစ်ကြတော့တယ်တရေဟေးတရေကြီးဒါကတရေပဲကဲပြေးကြဒီကနေပြေးကြတော့ပြေးကြဒါကိုပြောပြီးလူအလုံးအဲ့ဒီနေရာကနေထွက်ပြေးကြတော့တယ်ဒါကိုမြင်တော့ဘယင်ကြီးကတော်တော်လေးအံ့ဩသွားတာပေါ့ဒါဘလို့ဖြစ်တာလဲသူကဘလို့လုပ်ပြီးရုတ်တရက်ပျောက်ကွယ်သွားရတာလဲအရှင်မင်းကြီးနန်းတော်တွေကိုမြန်ကြွပါဒါကတရေတကောင်ဖြစ်ပုံရတယ်ကြွပါအရှင်မင်းကြီးမင်းဘာတွေပြောနေရလဲတရေဟုတ်လားတရေဆိုရင်ဘာလို့အစောကြီးကလေးကပျောက်မသွားတာလဲပြီးတော့သူ့ခေါင်းပေါ်ကအနီရောင်အုတ်ထုပ်ကဘဲကရောက်လာတာလဲကျွန်တော်လည်းမသိဘူးရှင်မင်းကြီးအခုကျွန်တော်တို့ဒီကနေသွားတင်ပြီသူပြန်လာပြီးကျွန်တော်တို့ကိုပါပျောက်သွားအောင်လုပ်လိုက်မှဆိုရတယ်ကြွပါရှင်မင်းကြီးကြွပါမင်းပြောတာမှန်တယ်ကဲအားလုံးနန်းတော်ကိုပြန်ကြမယ်သွားကြစို့အဲ့ဒီနောက်လူအားလုံးနန်းတော်တွေကိုပြန်သွားကြတယ်တစ်ဖက်မှာတော့ကီရှောကမြစ်ကန်နာတစ်ခုစီကိုရောက်သွားခဲ့တယ်တစ်ဖက်မှာလည်းအဖိုးအိုကသူ့တဲကိုပြန်ရောက်လာတဲ့အခါအနီရောင်အုတ်ထုပ်မရှိတော့တာကိုတွေ့ပြီးအတော်လေးအံ့ဩသွားတယ်ဟာငါရဲ့အနီရောင်အုတ်ထုပ်ဘယ်ရောက်သွားတာလဲငါဘယ်မှာထားခဲ့မိပါလဲငါအုတ်ထုပ်ကဒီမှာပဲရှိနေရပါလေဖိုးအိုကတဲတစ်ပြင်လုံးကိုအသေးချာရှာကြည့်ခဲ့တယ်အဲ့ဒီမှာအုတ်ထုပ်လည်းမရှိသလိုကီရှောလည်းမရှိတော့ပါဘူးဟာအခုအဲ့ဒီလူကဘယ်ရောက်သွားတာလဲလူကိုလည်းမတွေ့ဘူးငါအုတ်ထုပ်လည်းမရှိတော့ဘူးဟာသူများအုတ်ထုပ်ရဲ့လှုပ်ဝက်ချက်ကိုတိသွားတာလားမသိဘူးအဖိုးကတော်တော်လေးစိတ်ပူသွားပါတယ်သူဘာလို့ရမလဲမသိဖြစ်နေတော့မှာပဲတစ်တာကိုအမြန်ဖွင့်ကြည့်လိုက်တော့အဲ့ဒီထဲမှာအုတ်ထုပ်တွေအများကြီးရှိနေတာကိုတွေ့လိုက်ရလို့စိတ်အေးသွားပါတယ်တော်သေးတာပေါ့အ ਨੇ ဆုံးတော့အဲ့ဒီလူကဒီတစ်တာအကြောင်းကိုမသိသွားတာကံကောင်းတယ်မဟုတ်ရင်သူကတစ်တာတစ်ခုလုံးကိုယူသွားလိုက်မယ်ဒါကြောင့်လဲငါတဲတဲ့ကိုဘသူ့ကိုမှပေးမတဲတာဒီနေ့နောက်ပိုင်းဘသူ့ကိုမှမယုံတော့ဘူးလူတိုင်းရဲ့စိတ်ဓာတ်တွေကလည်းယုံညံ့ကြတာပဲဟုတ်တယ်မဟုတ်ရင်ဘလို့လူသားမျိုးတွေရောက်လာအောင်မလဲမသိတော့ပါဘူးအဲ့ဒီနောက်အဖိုးဟာသူ့အလုပ်သူပြန်လုပ်နေပါတယ်တစ်ဖက်မှာလည်းကီရှောရဲ့ဇနီးယာမဟာသူ့ခင်မုန်းကိုစောင့်နေခဲ့တာပေါ့သူထွက်သွားတာဒီနေ့ဆိုတစ်ပတ်တောင်ပြည့်သွားပြီဒါပေမဲ့အခုထိကီရှောပြန်မလာသေးပါဘူးဒါကြောင့်သူနည်းနည်းလေးစိုးရိမ်နေမိပါတယ်အရင်ကတော့သူဒီလောက်အကြားကြီးအပြင်းမသွားဘူး2ရက်3ရက်ဆိုပြန်လာတတ်တာပဲဒါပေမဲ့ဒီတစ်ခါတော့တပတ်တောင်ရှိတော့မယ်အခုထိသူဘာလို့ပြန်မလာသေးတာလဲယာမဟာတော်တော်လေးစိုးရိမ်နေမိပါတယ်အဲ့ဒီအချိန်မှာပဲသူ့အိမ်ကြီးချင်းဝီမလာရောက်လာပြီးပြောလိုက်ပါတယ်ဘာဖြစ်လို့လဲယာမကြည့်ရတာတခုခုစိုးရိမ်နေတဲ့ပုံပဲဘာမှမဟုတ်ပါဘူး
မအမျိုးသားအလုပ်လုပ်ဖို့တခြားရွာကိုသွားတာလေသူ့ကိုစောင့်နေတာပါတခြားရွာကိုသွားတာလားဒါဆိုရင်စိုးရိမ်နေစရာဘာလို့လဲနင့်ယောက်ျားကခဏခဏတခြားရွာတွေကိုသွားနေကြပဲဟာဟုတ်ပါတယ်သွားနေကြပါပဲဒါပေမဲ့သူက2ရက်3ရက်ဆိုပြန်လာတတ်တယ်ဒီတခါတော့တပတ်တောင်ရှိသွားပြီအခုထိပြန်မလာသေးလို့ပါအိုးမစိုးရိမ်ပါနဲ့အဲ့ဒီမှာအလုတ်ကောင်းကောင်းတစ်ခုရသွားလို့ဖြစ်မှာပါအဲ့ဒါကြောင့်နေမှာမမပြောတာလေဟုတ်တာပဲကျမအဲ့ဒီဘက်ကိုမစင်စားမိဘူးကဲဒါဆိုငါသွားတော့မယ်ငါလည်းလှုပ်เสียလေးတွေရှိသေးလို့အဲ့လိုပြောပြီးဝီမလာထွက်သွားခဲ့ပါတယ်ဝီမလာထွက်သွားပြီးတဲ့နောက်မှာယာမာကသူ့ဘာသူပြောခဲ့ပါတယ်ဝီမလာပြောတာမှန်ပါတယ်ဒီတခါသူအလုတ်ကောင်းကောင်းရသွားတာဖြစ်မှာပါအိုးဖះသခင်ကျမခင်မွန်းကိုစောင့်ရှောက်ပေးပါသူအိမ်ကိုဘေးကီးကင်းနဲ့ပြန်ရောက်ပါစေအဲ့ဒီနောက်ယာမာလည်းအိမ်ထဲကိုဝင်ပြီးအလုပ်တွေပြန်လုပ်နေပါတယ်မြစ်ကန်သားကိုရောက်တဲ့အခါကီရှောဟာတက်ပြင်းချလိုက်ပြီးသူ့ဘာသာသူပြောလိုက်ပါတယ်အမလီဖះအသက်ဘေးကလွတ်တာကံကောင်းတာပဲဒီနေ့တော့တီတီလေးလွတ်လာတာဒါငါရဲ့ကံကြမ္မာကပေးတဲ့ပြစ်ဒဏ်ပဲထင်တယ်ဒါပေမဲ့ဖြစ်သမျှတွေကအကောင်ပဲပေါ့ငါသာညံမသုံးခဲ့ရင်ဘယင်ကငါ့ကိုကြိုးပေးတက်လိုက်မှတေးကြတယ်ဟုတ်တယ်အဲ့လိုပြောရင်ကီရှောဟာမြစ်ကန်နာမှာဟိုအတီတီကြည့်နေတော့မှပဲမြစ်ထဲကိုခုံချတော့မဲ့တတိတယောက်ကိုတွေ့လိုက်ရတာပေါ့သူ့ကိုကြည့်ပြီးကီရှောဟာတော်တော်လေးအံ့ဩသွားပါတယ်ဒီတတိဘာလုပ်နေတာလဲကြည့်ရတာမြစ်ထဲကိုခုံချတော့မဲ့ပုံပဲမဖြစ်ဘူးငါသူ့ကိုတားမှဖြစ်မယ်အဲ့လိုပြောပြီးကီရှောဟာတတိစီကိုတွားပြီးပြောလိုက်ပါတယ်ဟေးနေပါအောင်ခဏလေးအိုးတတိကြီးဒါဘာလုပ်နေတာလဲရက်လိုက်ပါအောင်မင်းကဘာတူလဲငါ့ကိုဘာလို့တားနေရလဲငါပြောမယ်ဒီကနေထွက်သွားစမ်းပါသွားတော့ငါ့ကိုတယောက်တည်းထားခဲ့စမ်းပါသွားတော့အိုးတတိကြီးဘာဖြစ်လို့လဲဘာလို့ဒီလောက်စိတ်ညစ်နေရတာလဲဘာကိစ္စရှိလို့လဲငါဘာလုပ်ရမလဲကုံတယ်တယောက်ကငါ့ကိုလိန်သွားပြီငါပတ်စံတွေအကုန်ယူသွားပြီးထွက်ပြေးသွားပြီဒါကြောင့်ငါတေးချင်နေတာငါအကုန်ပျက်စီးသွားပြီငါမှဘာမှမကြံတော့ဘူးသွားစမ်းပါငါ့ကိုတေးခွင့်ပေးပါငါခုံချတော့မယ်နေပါအောင်တထေးကြီးဒါပေမဲ့တခုလောက်ပြောပြပါအောင်တေးလိုက်လို့ဖြစ်သွားတာတွေကပြောင်းလဲသွားမှာလားတေးလိုက်ရင်ပတ်စံတွေပြန်ရလာမှာလားဒါမှမဟုတ်ခမရရဲ့မိသားစုကရောပျော်ရွှင်သွားမှာလားပြောပါအောင်အဲ့ဒါဆိုငါဘာလုပ်ရမလဲငါဘာမှစဉ်းစားလို့မရတော့ဘူးငါဘာလုပ်ရမလဲအဲ့လိုပြောပြီးတထေးဟာတော်တော်လေးဝမ်းနေသွားပါတယ်တထေးဒီလောက်ဝမ်းနေနေရအောင်မြင်တော့ကီရှောဟာစဉ်းစားပြီးတော့ပြောလိုက်ပါတယ်တထေးကြီးကျွန်တော်ခမ ्या ကိုကူညီပေးမယ်ဆိုရင်ရောဘာမင်းတကယ်ပဲငါ့ကိုကူညီမလားဒါပေမဲ့ဘလို့ကူညီမလဲကြည်ပါခမ ्या ရဲ့ပတ်စံတွေပြန်ရအောင်ကျွန်တော်ကူညီပေးနိုင်ပါတယ်ခမ ्या သာပြောမယ်ဆိုရင်ပေါ့ဟုတ်ပြီဘာလို့မရရမှာလဲမင်းသာငါ့ကိုကူညီနိုင်ရင်ပတ်စံတစ်ဝက်ကိုမင်းကိုပေးလိုက်မယ်ဒါကိုကြားတော့ကီရှောတော်တော်လေးဝမ်းသာပြီးပြောလိုက်ပါတယ်ဟာဝမ်းသာစရာပဲဒါဆိုခမ ्या ပြောပြအဲ့ဒီကုံတဲ့ဘယ်မှာနေတာလဲဆိုတာကိုပြောပြပါကျွန်တော်သူ့ကိုတင်ကန်းစာပေးပြီးခမ ्या ရဲ့ပတ်စံတွေအားလုံးကိုပြန်ယူလာခဲ့ပေးပါမယ်ပြောပြပါအောင်အဲ့ဒီနောက်တထေးကကုံတဲ့ရဲ့လိပ်စာကိုပြောပြလိုက်ပြီးကီရှောကတထေးကိုပြောပြလိုက်ပါတယ်ကောင်းပါပြီတထေးကြီးအခုတော့အိမ်ကိုပြန်လိုက်ပါတော့ကျွန်တော်ခမ ्या အိမ်မှာလာတွေ့ပါမယ်သွားပါတော့ဒီလိုပြောပြီးကီရှောကအဲ့ဒီကနေထွက်သွားပါတယ်ကီရှောထွက်သွားတာကိုကြည့်ပြီးတထေးကတော်တော်လေးအံ့ဩသွားပါတယ်ဟာသူကဘာတူလဲဆိုတာတော့မသိဘူးဘလို့များဒီလောက်ယုံကြည်မှုအပြည့်နဲ့ပြောနိုင်နေရတာလဲဒါပေမဲ့ငါနဲ့ပါဆိုင်လေငါပတ်စံတွေပြန်ရဖို့ပဲအရေးကြီးတာအိုးဖះသခင်ကျွန်တော်ပတ်စံတွေပြန်ရပါစေကျွန်တော်တခြားဘာမှမလိုချင်တော့ပါဘူးဒီလိုပြောပြီးတထေးကသူ့အိမ်ဘက်ကိုပြန်သွားခဲ့ပါတယ်ကုံတယ်ကတော့သူ့အိမ်မှာအေးအေးဆေးဆေးထိုင်နေပြီးအရန်ကိုပျော်နေပါတယ်သူကသူ့ဘာသူအခုလိုပြောနေပါတယ်အာဟာပျော်စရာကြီးပဲတကယ်ကိုပျော်စရာကြီးပဲပတ်စံတွေအများကြီးရလိုက်တာပဲပတ်စံတွေကအများကြီးပဲအာဟာဒါက100 200 300 400အဲ့ဒီတထေးကိုလိန်လိုက်ရလို့ငါတော့တော်တော်လေးချမ်းသာသွားပြီတကယ်ကိုပျော်စရာကြီးပဲဟေ့အဲ့ဒီလိုပြောပြီးကုံသေးကအရန်ကိုပျော်ရွှင်နေပါတယ်အဲ့ဒီအချိန်မှာပဲတယောက်ကကုံသေးရဲ့အိမ်တကားကိုလာခောက်ပါတယ်ဒါကြောင့်ကုံသေးကနည်းနည်းလေးအံ့ဩသွားပါတယ်ဟင်ဒီအချိန်ကြီးငါအိမ်ကိုဘယ်သူလာတာလဲကဲတွားကြည့်လိုက်အောင်မယ်အဲ့ဒီနောက်ကုံသေးကတကားဖွင့်လိုက်တော့အပြင်မှာကီရှောရောက်နေတာကိုတွေ့လိုက်ရပါတယ်ကီရှောကိုမြင်တော့
ကုံတဲ့ကနည်းနည်းအံ့ဩသွားပြီးပြောလိုက်ပါတယ်ဟေးအကိုခမရကဘာတူလဲကျွန်တော်ခမရကိုမမှတ်မိဘူးဘယ်ကနေရောက်လာတာလဲအကိုဟာလာပါအရင်ဆုံးဖတ်လိုက်ပါအောင်ခမရကျွန်တော်ကိုမမှတ်မိဘူးလားဟုတ်ပါတယ်အကြာကြီးနေမှပြန်တွေ့ရဆိုတော့ဒီလိုပဲဖြစ်မှာပေါ့ကျွန်တော်ကခမရရဲ့အဝေးသည့်အမျိုးတယောက်ပါခမရဇနီးဘက်ကအမျိုးလီဟေးအကိုတိတ်ပြီးလာမဖက်နဲ့အောင်ခဏနေပါအောင်ဒါပေမဲ့ကျွန်တော်ဇနီးကအခုအိမ်မှာမရှိဘူးဗျဘာအိမ်မှာမရှိဘူးဟုတ်လားဟာဒါကတော့တော်တော်လေးစိတ်မကောင်းစရာပဲကောင်းပြီလေဒါဆိုရင်ကျွန်တော်ပြန်တော့မယ်ဟာမဟုတ်တာအကိုရဘယ်ကိုသွားမှာလဲကျွန်တော်ဇနီးပဲအိမ်မှာမရှိတာပါဇနီးရဲ့ခင်မွန်းဖြစ်တဲ့ကျွန်တော်အိမ်မှာရှိနေတာပဲလေဟာလာပါအမျိုးအဆွေကတကားဝကနေဒီအတိုင်းပြန်သွားတယ်ဆိုတာမင်္ဂလာမရှိပါဘူးလာပါအိမ်ထဲကိုကြွပါအဲ့နောက်ကီရှောကကုံတဲ့အိမ်ထဲကိုဝင်လာခဲ့ပါတယ်ကုံတဲ့ရဲ့အိမ်ကအရန်ကြီးတာမို့ကီရှောကမြင်ပြီးအခုလိုပြောလိုက်ပါတယ်အိုးဝါမိုက်လိုက်တာခမရရဲ့အိမ်ကတော်တော်လှတာပဲခမရဇနီးကကျွန်တော်ကိုပြောပြဘူးတယ်ဒါနဲ့ခမရဇနီးကကျွန်တော်ရဲ့အမဝမ်းခွဲတော်တာလေအမကကျွန်တော်ကိုပြောပြတယ်ခမရကအရန်အလုပ်ကြိုးစားတာပဲတဲ့ဟုတ်တယ်မလားဟာအကိုရဘာတက်နိုင်မှာလဲကုံတယ်ဆိုတော့လေအလုပ်ကြိုးစားရတာပေါ့ရွာဒီရွာကနေတရွာအမြဲကူးကြည့်တန်းကြည့်လုပ်နေရတာလေဟုတ်ကဲ့ခမရပြောတာမှန်ပါတယ်သိလားကျွန်တော်ပထမဆုံးအချိန်လာတော့ကခမရနဲ့မတွေ့လိုက်ရဘူးအဲ့ဒီတော့ကခမရဇနီးပဲရှိတာခမရတနေရာကိုသွားနေတယ်လို့သူကပြောပြတယ်ဒါကြောင့်ကျွန်တော်တို့မိတ်မဆက်ဖြစ်ခဲ့တာဒါပေမဲ့ဒီနေ့တော့ကြည်ပါအောင်စုံဖြစ်သွားပြီဒါကိုပဲတိုက်ဆိုင်မှုလို့ခေါ်တာပေါ့အဲ့ဒီနောက်ကုံတွေကကီရှောကိုကောင်းကောင်းမွန်မွန်ဧည့်ခံပါတယ်ဒါကိုကြည့်ပြီးကီရှောကတော်တော်လေးဝမ်းသာသွားပါတယ်အဲ့ဒီအခါကီရှောကကုံတွေကိုပြောလိုက်ပါတယ်ဒါနဲ့ခဲကိုအနေနဲ့ဘာမှအနောက်မရှက်မဖြစ်ဘူးဆိုရင်ကျွန်တော်ဒီမှာပဲတဲလို့ရမလားဘာလို့လဲဆိုတော့မနေ့ပြန်ကြရင်တခြားရွာကိုတွားရမှာမို့လို့ပါညကြီးမင်းကြီးဘယ်ကိုတွားရတော့မလဲအာရတာပေါ့အကိုရဘာလို့အနောက်ရှက်ဖြစ်ရမှာလဲပြီးတော့ကျွန်တော်ဇနီးသာတိသွားလို့ကတော့ကျွန်တော်ခမ ्या ကိုကောင်းဧည့်မခံဘူးဆိုရင်သူကျွန်တော်ကိုတတ်မှာဗျရောက်ဖဆိုတာဦးကောင်းပေါ်တင်ထားရမျိုးလေအေးဆေးတာနေပါဘာအခက်ခဲမှမရှိပါဘူးဟာမဟုတ်တာခမ ्या ကလည်းနောက်တက်လိုက်တာတဖြည်းဖြည်းနဲ့ညှင်းနေလာခဲ့ပါတယ်ကီရှောကတော့အေးဆေးအိပ်ပြောသွားတာပေါ့ကီရှောအိပ်နေတာကိုကြည့်ပြီးကုံတွေကသူ့ဘာသူပြောလိုက်တယ်ငါဒီပတ်စံတွေကိုလုံခြုံတဲ့နေရာတစ်ခုမှာအမြန်သွားသိမ်းထားမှဖြစ်မယ်ငါဘသူ့ကိုမှမယုံနိုင်ဘူးအဲ့လိုပြောပြီးကုံတွေကပတ်စံတစ်တာကိုမှပြီးအခြားခန်းထဲကိုယူသွားပါတယ်ဒါပေမဲ့ကီရှောကဒါရီအားလုံးကိုကြည့်နေခဲ့တာပါအဲ့နောက်ကုံတွေကကီရှောရဲ့ဘေးမှာပဲလာအိပ်ပါတယ်ညနေလာတဲ့အခါကီရှောကအခွင့်အရေးကိုစောင့်ပြီးသူ့ဘာသာသူပြောလိုက်ပါတယ်ဟုတ်ပြီအခုတော့ငါအဲ့ဒီတစ်တာနာကိုသွားရမယ်လို့ပြောပြီးကီရှောကဖြည်းဖြည်းချင်းထကတခြားခန်းတွေကတစ်တာနာကိုရောက်လာခဲ့ပါတယ်အခုငါဒီတစ်တာကိုသူ့ပိုင်ရှင်စီအများဆုံးပို့ပေးရမယ်လို့ပြောလိုက်တယ်အဲ့လိုပြောပြီးကီရှောကတစ်တာကိုကိုင်းလိုက်တာနဲ့ကုံတွေကရောက်လာပြီးပြောလိုက်ပါတယ်ဟေးလူကလေးခဲအိုကြီးခမကျုပ်တစ်တာနာမှာဘာလုပ်နေရလဲပြောစမ်းအိုးကျွန်တော်ကခမရဲ့အမျိုးလေမဟုတ်ဘူးမင်းပြောင်းလိမ့်နေတာမင်းကအမျိုးလည်းမဟုတ်ဘူးဘာမှမဟုတ်ဘူးအမှန်တိုင်းပြောစမ်းမင်းဘာတူလဲဟမ်ဒါကိုကြတော့ကီရှောကပြုံးပြီးတော့ပြောလိုက်တယ်ခမပြောတာအမှန်ပဲတထေးကြီးကျွန်တော်ကခမရဲ့အမျိုးမဟုတ်ပါဘူးကျွန်တော်ကခမလိန်ညာပြီးပတ်စံတွေအတင်းယူထားတဲ့အဲ့ဒီတထေးရဲ့ပတ်စံတွေကိုပြန်ယူဖို့လာတာပါ။အော်ဒါဆိုအဲ့ဒီအဖိုးကြီးတထေးကမင်းကိုဒီကိုလွှတ်လိုက်တာပေါ့လေ။ငါမင်းကိုအလွတ်မပေးဘူးရက်လိုက်စမ်း။ဒါကိုကြတော့ကီရှောကအကျယ်ကြီးရေမောပါတော့တယ်။ကီရှောဒီလိုရေနေတာကိုမြင်တော့ကုံသေးကတော်တော်လေးအံ့ဩပြီးပြောလိုက်ပါတယ်။ဟမ်မင်းယူသွားတာလား။ဘာလို့ဒီလိုကြီးရေနေရလဲ။အိုးခမပြောတဲ့စကားတွေကရေစရာကောင်းလွန်းလို့ပါ။အရင်ဆုံးကျွန်တော်ကိုမိအောင်ဖမ်းပြီးပါအောင်။ပြီးမှအလွတ်မပေးဘူးလို့ပါ။အဲ့လိုပြောပြီးကီရှောကအုတ်ထုံကြီးကိုစောင်းလိုက်တာနဲ့နောက်တစ်စက္ကန့်မှာပဲတစ်တာယူပြီးပျောက်ကွယ်သွားပါတော့တယ်။ဒါကိုမြင်တော့ကုံသေးကအကြီးအကျယ်ထိတ်လန့်သွားတာပေါ့။ဟဲဖယားကြီးသူဘယ်ရောက်သွားတာလဲ။ဒါတစီတရေလား။ဘာတွေဖြစ်ကုန်တာလဲ။ဒါဆိုရင်ငါအိမ်ထဲကိုတရေဝင်နေပြီပေါ့။အာကဲကြပါအောင်။တယောက်ကဲကြပါအောင်။ငါအိမ်ထဲမှာတရေရှိနေလို့ပါ။အဲ့လိုပြောပြီးကုံသေးကအကျယ်ကြီးအော်ဟစ်ပါတော့တယ်။တစ်ဖက်မှာတော့ကီရှောကတထေးကြီးရဲ့အိမ်ကိုရောက်သွားပါတယ်။ကီရှောရဲ့သူ့အိမ်ထဲကိုဒီလိုမျိုးတွေ့လိုက်ရတော့တထေးကြီးကတော်တော်လေးအံ့ဩသွားပါတယ်။
ကီရှောကအိမ်ထဲကိုဘလို့ရောက်လာမှန်းသူလုံးဝနားမလည်နိုင်ပဲထိတ်လန့်ကြနဲ့ပြောလိုက်ပါတယ်။အိုးဖယားကြီးမောင်ရင်မင်းငါအိမ်ထဲကိုဘလို့ရောက်လာတာလဲ။ငါအိမ်တကားကပိတ်ထားတာလေ။အခုကျွန်တော်ဘလို့ရောက်လာတယ်ဆိုတာကိုမမေးပါနဲ့အောင်။ခမရဲ့ပတ်စံတွေကိုကျွန်တော်ယူလာပေးတယ်ဆိုတာကိုပဲအာယုံစိုက်ပါ။ဒါကိုကြည့်လိုက်ပါဦး။ဒါကိုကြားတော့တတိကြီးကအရန်ကိုအံ့ဩသွားပြီးပြောလိုက်တယ်။ဘာမင်းတကယ်ပြောနေရလား။ငါပတ်စံတွေကိုတကယ်ပဲယူလာပေးတာလား။ဟုတ်ကဲ့ခမရဲ့ပတ်စံတွေကိုကျွန်တော်ယူလာပေးတာပါဒီမှာတစ်တာကိုကြည့်လိုက်ပါအခုခမရဲ့ပတ်စံတွေကိုယူလို့ရပါပြီပြီးတော့ခမဂရိပေးထားတဲ့အတိုင်းအဲ့ဒီနောက်တတိကြီးကတစ်တာကိုဖွင့်လိုက်တဲ့အခါတစ်တာတစ်လုံးလုံးပတ်စံတွေနဲ့ပြည့်နေတာကိုတွေ့ပြီးအံ့အားသင့်သွားပါတယ်ဒါကိုမြင်တော့တတိကြီးကအယံဝမ်းသာသွားပြီးကီရှောကိုပြောလိုက်ပါတယ်အိုးဝါမင်းကတော့တကယ်ကိုအံ့ဩဖွယ်မှုလုပ်လိုက်တာပဲနေပါဦးမင်းအဲ့ဒီကုန်းတယ်စီကနေဒီပတ်စံတွေကိုဘယ်လိုယူခဲ့တာလဲအဲ့ဒီကုံတွေကဒီလောက်လွယ်လွယ်နဲ့ပြီးမဲ့သူမဟုတ်ပါဘူးကျွန်တော်ပတ်စံကိုတောင်းယူခဲ့တာမဟုတ်ပဲလူယူခဲ့တာလို့ပဲမှတ်လိုက်ပါတော့ဒါကိုကြတော့တထေးကြီးကအယံဝမ်းသာပြီးပြောလိုက်ပါတယ်အေးဗျာမင်းကိုတကယ်ပဲကျေးဇူးတင်ပါတယ်ငါပတ်စံတွေဘယ်တော့မှပြန်မရတော့ဘူးလို့တောင်ထင်ထားတာကျေးဇူးတင်စရာမလိုပါဘူးတထေးကြီးကျွန်တော်တို့ကြားမှာဂတိတစ်ခုရှိခဲ့တယ်လေအခုအဲ့ဒီဂတိတီးရမယ့်အချိန်ရောက်ပါပြီဂတိအတိုင်းလှုပ်ပေးပါတော့အာဟာဘာလို့မလှုပ်ပေးရမှာလဲဒီထဲကပတ်စံတဝက်ကိုမင်းယူလိုက်ပါယူပါဒါကိုကြတော့ကီရှောကအယံဝမ်းသာသွားပြီးပတ်စံတဝက်ကိုယူလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်ကညအချိန်ဖြစ်နေတာကြောင့်ကီရှောကတထေးကြီးကိုပြောလိုက်ပါတယ်တထေးကြီးခမအနေနဲ့အဆင်ပြေမဲဆိုရင်ဒီညကျွန်တော်ခမအိမ်မှာပဲတဲခိုပါရစေမနေ့ပြန်မနေ့မှကျွန်တော်ရွာကိုပြန်มาမို့လို့ပါညကြီးမင်းကြီးအပြင်မှာဘယ်သွားရမလဲဆိုတာခမလည်းနားလည်မှာပါအာအေးပါဘာလို့အဆင်မပြေရမှာလဲအေးဆေးတာနားပါအဲ့ဒီနောက်ကီရှောကတထေးကြီးရဲ့အိမ်မှာပဲတဲခိုလိုက်ပါတယ်နောက်တနေ့မနက်မှာတော့ကီရှောကနိုးလာပြီးတထေးကြီးကိုပြောလိုက်ပါတယ်ကဲတထေးကြီးကျွန်တော်ကိုသွားခွင့်ပြုပါအောင်အေးသွားလေဒါနဲ့မင်းရဲ့လိပ်စာလေးပေးခဲ့ပါအောင်လိုအပ်ရင်မင်းစီကနေအကူအညီထပ်တောင်းလို့ရအောင်ပါဟုတ်ကဲ့ရတာပေါ့ကျွန်တော်လိပ်စာကိုပြောပြခဲ့ပါမယ်အဲ့ဒီနောက်ကီရှောကတထေးကြီးကိုသူ့ရဲ့လိပ်စာကိုပြောပြလိုက်ပါတယ်ဒါကိုကြတော့တတိကအရန်ကိုဝမ်းသာပြီးပြောလိုက်ပါတယ်တကယ်ပဲမင်းကအရန်တက်တီရှိပြီးညံကောင်းတဲ့သူပဲလို့ဝန်ခံရမယ်ဒါပေမဲ့မင်းဓာရီအားလုံးကိုဘယ်လိုလုပ်ခဲ့လဲဆိုတာကိုတော့မပြောပြသေးဘူးနော်တထေးကြီးတရတိစားကိုပဲစိတ်ထဲထားပါအစ်စ်တွေကိုလိုက်မရွတ်တွက်ပါနဲ့ကျန်တာတွေကိုတော့ကျွန်တော်ပေါ်မှာပဲပုံအပ်ထားလိုက်ပါကဲကျွန်တော်သွားတော့မယ်တခုခုအကူအညီလို့ရင်တတိရလိုက်ပါဒီလူကအစင်သိရှိနေမှာပါနှုတ်ဆက်ပါတယ်ဗျာအဲ့လိုပြောပြီးကီရှောကအဲ့ဒီနေရာကနေထွက်သွားခဲ့ပါတယ်ကီရှောထွက်သွားတာကိုကြည့်ပြီးတထေးကသူ့ဘာသာသူပြောလိုက်ပါတယ်ဘာပဲပြောဒီလူကတကယ့်ကိုအသုံးဝင်တဲ့သူပဲနောင်လဲငါအတွက်သူ့ကိုလိုအပ်အောင်ပါပဲဟုတ်တယ်အဲ့ဒီနောက်တထေးကသူ့အိမ်ထဲကိုဝင်သွားခဲ့ပါတယ်တစ်ဖက်မှာတော့ကီရှောကအရန်ကိုပျော်ရွှင်နေပြီးသူ့ဘာသာသူပြောလိုက်ပါတယ်အေးအခုမြန်လေးအိမ်ပြန်အောင်ပါပဲဒါနဲ့ငါရဲ့ဉာဏ်ပညာကိုသုံးပြီးငွေတွေအများကြီးရှာနိုင်ခဲ့ပြီအခုဒီအုတ်ထုပ်ကိုတည်တည်ချာချာတင်ထားရမယ်ဒီအုတ်ထုပ်ကတော့ငါကံကြမ္မာကိုပြောင်းလဲပေးလိုက်တာပဲတကယ်ကိုမိုက်တယ်ဟဲ့အဲ့ဒီနောက်ကီရှောကအိမ်ကိုပြန်ရောက်လာခဲ့ပါတယ်အိမ်မှာယာမာကအိမ်လှုပ်တွေလှုပ်နေတာပေါ့သူ့ခင်မုန်းကိုမြင်တော့သူမကအယံဝမ်းသာသွားပြီးပြောလိုက်ပါတယ်ရှင်ပြန်လာပြီလားကျမအိမ်မက်နေတာမဟုတ်ပါဘူးနော်ဟိုးမဟုတ်ပါဘူးမိမရဲ့ငါတကယ်ပြန်ရောက်လာတာပါသူ့ခင်မုန်းကိုမြင်တော့ယာမာကအယံဝမ်းသာသွားပြီးပြောလိုက်ပါတယ်ရှင်ဘာလို့ဒီလောက်တောင်ကြာသွားရတာလဲကျမဘလောက်တောင်စိတ်ပူနေခဲ့ရလဲသိရလားအေးပါငါသိပါတယ်ဒီတစ်ခေါက်တော့နည်းနည်းလေးအချိန်ပိုကြာသွားတာပေါ့ဒါပေမဲ့အခုတော့ငါအလုပ်လုပ်ဖို့မလိုတော့ဘူးဘာအလုပ်လုပ်ဖို့မလိုတော့ဘူးဟုတ်လားရှင်မာရီပြောနေရလဲအဲ့ဒီချိန်မှာပဲကီရှောကယာမကိုပတ်စံတွေအများကြီးထုတ်ပြလိုက်ပါတယ်ဒါကိုမြင်တော့ယာမကအယံအံ့ဩသွားပြီးပြောလိုက်တယ်အိုးဒီပတ်စံတွေအများကြီးကရှင့်စီကိုဘဲကနေရောက်လာတာလေအာဒါရီအားလုံးကငါရဲ့ဉာဏ်ပညာကိုသုံးပြီးရှာထားတာလေနားလည်ပြီလားဘာဉာဏ်ပညာကိုသုံးပြီးဟုတ်လားရှင်ဘာရီပြောနေရလဲကျမဘာမှနားမလည်တော့ဘူးအဲ့နောက်ကီရှောကယာမကိုအကြောင်းစုံကိုပြောပြလိုက်ပါတယ်ဒါကိုကြားတော့ယာမကရန်အံ့ဩသွားပါတယ်အဲ့ဒီအချိန်မှာပဲကီရှောကသူမကိုအနီရောင်အုတ်ထုပ်လေးပြပြီးပြောလိုက်ပါတယ်ဒီအုတ်ထုပ်လေးဒါကငါတို့ရဲ့ကံကြမ္မာကိုပြောင်းလဲပေးလိုက်တာဒါကိုတေးသေးချာချာတင်ထားလိုက်တော့မှာဟ
ဟုတ်ကဲ့တိန်းထားမှာပေါ့အခုဆိုရင်ကျမတို့တွေအရန်ချမ်းသာသွားပြီပဲအေးမင်းပြောတာမှန်တယ်အခုဆိုရင်မင်းကိုအရင်ကမပေးနိုင်ခဲ့တဲ့မင်းရဲ့ထိုက်တန်တဲ့အရာမှန်သမျှကိုငါဖြည့်ဆည်းပေးတော့မယ်အခုကစပြီးငါတို့ဘဝကတာယာပျော်ရွှင်ရတော့မယ်ရှာမတာယာပျော်ရွှင်ရတော့မယ်အခုဆိုရင်သူတို့တွေဟာအရန်ကိုပျော်ရွှင်နေကြပြီကီရှောကလည်းသူ့အိမ်ကိုအရင်ကထက်ပိုကြီးအောင်စောက်လိုက်ပြီးသူ့ဇနီးနဲ့တူအေးအေးဆေးဆေးနေထိုင်သွားကြပါတော့တယ်။ပုံမြင်လေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီရှင်။ယခုလိုပုံမြင်လေးအဆုံးထိတိုင်နားထောင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ယခုလိုပုံမြင်လေးတွေကိုကြိုက်နှစ်သက်ပါကကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်။